ဘန်ကောက်မှာလေအဲ့ဒီမူစကူဒူးတာကိုလေရှိုးပွဲလုပ်ပြီးတော့ကိုပြရတာဗျအဲ့နိုင်ငံသားတွေကိုပြစားတာအဲ့ဒါငါတို့ကလေဆက်ဆူသွားကြည့်ကြတာပေါ့ကွယ်ငါတို့ဖွဲ့လိုက်ကြည့်သွားကြည့်ကြအဲ့မှာနော်မီးအောင်လေးတွေပြိုးပြက်တက်လေးထဲမှာအတွဲက3တွဲနော်သူကပထမတတွဲကသူကမိမချင်းနော်အမှသူတို့မိမအချင်းချင်းအမှနော်လကွန်ချန်တီးနေတဲ့နှစ်ယောက်ကတတွဲအလဲမားကြယောက်ျားနဲ့မိန်းမဟိုးဒီဘက်တောင်းကြတဲ့ခါကျတော့ယောက်ျားချင်းအဲ့တော့သူတို့တွေက DJ အကျန်းစားတွေဖွင့်ပြီးအုံနဲ့သူတို့လည်းအပေါ်မှာကဘာပြက်နေတယ်လို့သိရမလားအမှယောက်ျားချင်းကြိုက်တဲ့သူကလည်းယောက်ျားချင်းအားပေးပေါ့နော်အမိန်းမယောက်ျားနဲ့မိန်းမကြည့်ချင်တဲ့လူကလည်းကိုကြိုက်ရသုံးဆောင်ကြပေါ့မသိရင်ဘူးဖေးကျွေးနေတယ်လို့ပဲနော်ကိုကြိုက်ရအောင်အားပေးကြအဲ့လိုနဲ့ DJ တွေကအုံသူတို့လည်းအပေါ်မှာအုံအမျိုးစုံကြိုးကုန်ပေါ့နော်အဲ့မှာအဲ့ဒါကြီးကိုရီးယားလေတောသားတွေဆိုမမြင်ဘူးတဲ့ခါကျမျက်တောင်မကဘူးကြည့်နေတာသိတယ်မလားပွဲရလဲ DJ ကလည်းအုံအပီသူတို့ကလည်းကိစ္စအပီနော်အဲ့မှာကိုရီးယားမီးတွေပြန်ဖွင့်တဲ့ခါကျတော့အမှမျက်တောင်မကဘူးကြည့်နေမျက်လုံးတွေများဆက်လို့ကိုတောသားတွေနော်မျိုးပေါ်ရောက်တော့အကုန်ကြည့်တာ